ဆေးတောင်ပါသွားပြီမင်းကောင်ဟင်သားအဝတ်သူတို့ယူသွားပြီကျွန်တော်တို့ဂျစ်ကားပေါက်တက်မီအပြုတ်အမော်ထဲမှာတန်းဆိုတော့တနက်တန်တစ်ချက်ထွက်ပေါ်လာကဂျစ်ကားကြီးရှေ့ဘိန်းကိုထိမှန်သွားလေတော့ဤအခန်းရှိနန္ဒာနီအင်းဤမီလီယံနှင့်လျှော့ဝက်ကနမ်းများမန္တလေးတောင်ကျေစီမှတက်လာသောမိခိုးတန်းကြီးသည်ညအမောင်တို့ကိုထိုးခွဲလျက်ရှိဦးထုံးဖေသည်ဂျစ်ကားကိုအစွမ်းကုန်နင်းမောင်းလာရာနန္ဒာနီအိမ်တော်ကြီးရှေ့သို့ရောက်သောအခါအခြေအနေမှာတကယ်ပင်ဆိုးရွားနေပြီဖြစ်သည်ရှေးဟောင်းကျွန်းသားများဖြင့်ခံညားစွာဆောက်လုပ်ထားသောအိမ်တော်ကြီး၏အပေါ်ဓာတ်မှာမီလီယံများတဟုန်ဟုန်တက်နေလေပြီတခင်မကြီးရှိသေးလားဗျဦးထုံးဖေကကားပေါ်မှာဆင်းချင်းအော်ဟစ်မင်းမြန်းသည်အိမ်သားအချို့မှာရေပုံးများဖြင့်မီးငိမ့်တက်ရန်ကြိုးစားနေကြတော့လေမီးရှင်ကပြင်းထန်လွန်းလာသည်ကျွန်ုပ်ဒီဆေးတောင်ကိုအိတ်ကက်ထဲထည့်ကပစိုးကိုခတ်တိုးတိုးပြင်ဝတ်လိုက်၏ကိုထုံးဖေဒီမှာစောင့်နေကျွန်တော်အထက်ဝင်ကြည့်မယ်ဟာမလွတ်ပါနဲ့ကိုမင်းကောင်အန်ဒီရများတယ်ဗျာကျွန်ုပ်ဒီဦးထုံးဖေ၏စကားကိုနားမလုံတော့ပဲအဝတ်တစကိုရေစွတ်ကနှာခေါင်းတွေစီးလိုက်ပြီးမိကိုများတို့တိုးညွန်ခဲ့မိအိမ်အတွင်းပိုင်းမှာအပူရှင်ကြောင့်ဟတ်နေတော့လဲကျွန်ုပ်ဤစိတ်အာယုံကသခင်မကြီးဤအိတ်ဆောင်ရှိရာအပေါ်ဓာတ်တို့သာရောက်နေ၏လေကားထိတ်တို့ရောက်တော့အခါသခင်မကြီးသည်ကျမ်းမြင့်ပေါ်တွင်လဲကျနေတာကိုတွေ့လိုက်ရသည်တူမဤဘေးတွင်ရွှေဆေးတောင်အစ်စ်ကိုထည့်ထားသောတတမှာပွင့်လျက်သားရှိပြီးအထဲမှာဘာမှမရှိတော့ပေသခင်မကြီးကျွန်ုပ်သည်တူမကိုပွေ့ချီကမိကိုများကအနိုင်၌ပြန်လဲထွက်ခွာလာခဲ့၏အပြင်သို့ရောက်သောအခါဦးထုံးဖေနှင့်လူများကဝိုင်းဝန်းကူညီကြသဖြင့်သခင်မကြီးတတိပြန်လဲလာ၏ဆေးတောင်ပါသွားပြီမင်းကောင်ဟင်သားအဝတ်သူတို့ယူသွားပြီဟုသခင်မကြီးကတုံရီသောအထနှင့်ပြောရှာသည်ကျွန်ုပ်သည်သူမကိုနှစ်သိမ့်ညင်းအိတ်ကတ်ထဲမှတီဆုံးသောလုံခြုံရေးအရာရှိထံကရခဲ့သော3-4-5ဆိုသောကနန်းလေးလုံးပါသောစက္ကူစာကိုထုတ်လိုက်သည်သခင်မကြီးဒါကိုကြည့်ပါဦးဒီကနန်းတွေကဘာကိုဆိုလိုတာလဲသခင်မကြီးသည်ထိုကနန်းများကိုမြင်လျင်မျက်လုံးများပြူးကျဲသောသည်ဒါကနန်းတွင်စာကြည့်တဲ့လီယိုဝက်ဆင်နံပါတ်တွေပဲ3ကအခန်းနံပါတ်4ကဆင်နံပါတ်5ကတော့ပရဘိုက်မဆင်ပဲအဲ့ဒီမှာရတနာတရဲ့တီလဲနေရာတွေမကဘူးဒီဟင်သားအဖွဲ့ရဲ့နောက်ကွယ်မှာခေါင်းဆောင်ကဘယ်သူလဲဆိုတာပါရေးထားတဲ့မှတ်တမ်းရှိတယ်ကျွန်ုပ်ဒီဈေးတောင်ကိုပြန်ထုတ်ကမီးမညိပဲခဲလိုက်မိအမှုကတဖြည်းဖြည်းနဲ့ပုံရွက်ကြီးမားလာကြပြီကိုထွန်းဖေးကျွန်တော်တို့အချိန်မရှိတော့ဘူးဒီလူတွေဈေးတောင်ကိုရသွားပြီဆိုတော့နောက်ထပ်လိုချင်တာကအဲ့ဒီပရပိုက်ဖယ်ထည့်ရမယ်နန်းတွင်းစာကြည့်တဲ့ဘက်ကိုအမြန်သွားမှထင်မယ်ကျွန်တော်တို့ဂျစ်ကားပေါက်တက်မီအပြုတ်အမော်ထဲမှာတန်းဆိုတော့တနက်တန်တစ်ချက်ထွက်ပေါ်လာကဂျစ်ကားကြီးရှေ့ဘိန်းကိုထိမှန်သွားလေတော့ဤဘယ်ကိုမှသွားဖို့မစင်စားတော့နဲ့စုံတောက်ကြီးရဲ့ဒီညခင်များတို့ဒီနေရာမှာပဲဇက်သိမ်းရတော့မယ်အမောင်ထဲမှာထွက်လာသူကအကျဉ်းထောင်ထဲရောက်နေသူလို့ထင်ထားသောဥပစောပင်ဖြစ်နေတော့သည်သူ၏လက်ထဲတွင်ဆက်တဲ့တလက်ကိုကင်ပြီးနောက်ွယ်တွင်ဝတ်စုံနဲ့ဝတ်လူတစုကလေးများတွေကိုစီနဲ့ဝိုင်းယွန်ထားကြလေတော့သည်ကျွန်ုပ်သည်ပြုံးလိုက်မိ၏ဥပစောခင်များကဟင်သားအဖွဲရဲ့လက်ပါစီထည့်နေတာကိုကဲကိုထုံးရေကျွန်တော်တို့ရဲ့ပဟယ်လီကအခုမှတကယ်စတာဗျာ